YBS မိန်လမ်းမကြီးနဲ့အနီးဆုံးဆိုတာကိုမှလိုချင်တဲ့အဝယ်တော်များအတွက်ဒီလိုမျိုး YBS မိန်လမ်းမကြီးကနေပြီးတော့ဒယ်ဆင်းလာတဲ့စိတ်ညစ်ရက်ွက်ကောင်းမှရှိတဲ့ပေ40-60မြေပေါ်မှာစောက်ထားတဲ့နှစ်ထပ်တိုက်အိမ်ကောင်းတစ်လုံးနဲ့မိတ်ဆက်ပေးသွားပါအောင်မယ်ရှင်။ရွှေပြည်သာမြို့ရဲ့စက္ကန်း VIP ရက်ွက်လို့ခေါ်တဲ့အမှတ်9ရက်ွက်မှာတည်ရှိပြီးတော့ပေ40-60မြေပေါ်မှာစောက်ထားတဲ့ RC တိုက်အိမ်အမျိုးအစားဖြစ်ပါတယ်။ပေ40-60ပြည့်အုတ်တိုင်းပတ်လည်အပြည့်ခတ်ထားပြီးခြံထဲမှာကားရက်မဲ့ဆိုရင်ကားသေး2စီးခန်းရက်လို့ရတဲ့နေရာရှိပါတယ်။ဒါဆိုအိမ်ထဲကိုလိုက်ပြီးတော့ကြည့်ပေးပါအောင်ရှင်။အောက်ထပ်မှာတော့ကြွေပြားအပြည့်ခင်းထားပြီးတော့ဒီလိုမျိုးပရင်းပေါက်တွေပတ်လည်ပါတဲ့အတွက်အလင်းရောင်နဲ့လေဝင်လေထွက်ကတော့ကောင်းကောင်းရပါတယ်။ရှောက်လန်းကျယ်ပြီးမိန်းတကားမကြီးနဲ့ဒီလိုမျိုးအိတ်ခမ်းပွဲတကားတွေကိုကျွန်းတွေအားလုံးတက်ဆင်ပေးထားတယ်။ဒါကတော့အောက်ထပ်ရဲ့မာစတာခန်းကျယ်ဖြစ်ပါတယ်။ kitchen နဲ့ dining room ကိုဒီလိုမျိုးတကားနဲ့တီးတန့်ဖွဲ့ပေးထားတဲ့အတွက်မိဖို့ကြောင့်ရဲ့အနံ့သက်တွေအပြင်ကိုထွက်မှလုံးဝစိတ်ပူစရာမလိုပါဘူးရှင်။ဒါကတော့ပြင်ဆင်ပြီးသားမိဖို့ကန်းလေးဖြစ်ပါတယ်။ဒါကတော့အောက်ထပ်ရဲ့ရေချိုးကန်းအိမ်သားလေးပါ။ဒီမှာဆိုရင်မီးလိုင်းတွေကိုအပေါ်အောက် breaker တွေနဲ့ခွဲထားပြီးသားဖြစ်တယ်။အပေါ်ထပ်ကိုလိုက်ပြီးကြည့်ပေးပါအောင်ရှင်။အပေါ်ထပ်မှာလည်းဒီလိုမျိုးရေချိုးကန်းအိမ်သားတီးတန့်တစ်စုံပါမယ်။အပေါ်ထပ်မှာတော့အခန်းဖွဲ့3ခန်းပါဝင်သွားမှာဖြစ်ပြီးတော့ဒါကတော့မာစတာခန်းလေးဖြစ်ပါတယ်။ပေ40-60မြေပေါ်မှာစောက်ထားတာဖြစ်တဲ့အတွက်အိတ်ခန်းဖွဲ့တိုင်းကတကယ်ကိုကျေပါတယ်။ဒါကတော့အပေါ်ထပ်ရဲ့စင်ကယ်ခန်းလေး2ခန်းဖြစ်ပါတယ်။တအိမ်လုံးမှာအခန်းဖွဲ့4ခန်းပါဝင်သွားမှာဖြစ်ပြီးတော့မာစတာခန်း2ခန်းစင်ကယ်ခန်း2ခန်းပါဝင်မှာဖြစ်ပါတယ်။ရှောက်လန်းလေးတွေကျဲပြီးပရင်းပေါက်တွေအားလုံးကိုလည်းတန်ပန်းတွေအပြည့်တက်ဆင်ထားတာတွေ့ရတယ်။ဒါကတော့ဖျားကန်းဖွဲလို့ရတဲ့နေရာလေးပါဒါကတော့တအိမ်လုံးမှာအရန်ကိုမိုက်နေတဲ့နေရာလေးဖြစ်ပါတယ်ဒီလိုမျိုးပတ်လည်ရန်နာလေးနဲ့တကယ်ကိုမှချစ်စရာကောင်းတဲ့အိမ်လေးတစ်လုံးပါအခုပြသွားပေးတဲ့အိမ်လေးရဆိုလို့ရှိရင်တော့ရွှေပြည်သာမြို့နယ်အမှတ်9ရပ်ကွက်ဘရင်တော်မိန်းလမ်းမကြီးကိုလှမ်းပြီးမြင်နေရတဲ့နေရာလေးဖြစ်ပါတယ်မြေကျယ်ဝန်းပေ40-60မြေပေါ်မှာနှစ်ထပ် RC စစ်ပါဝင်မှာဖြစ်ပြီးတော့260ခရမ်းမြေအမျိုးအစားဖြစ်ပါတယ်။အိတ်ခမ်းဖွဲ့များများပါတာကြိုက်တဲ့အဝယ်တော်များဒီအိမ်လေးကိုလာရောက်ကြည့်ရှုပေးဖို့ recommend ပေးပါတယ်။အယောင်းတန်ဖို့ကျပ်သိန်း9500မှာညှိနှိုင်းပြီးတော့ရောင်းချပေးသွားမှာဖြစ်လို့စိတ်ဝင်စားတဲ့အဝယ်တော်များအောင်မဟာရုံဖုန်းများကိုအမြန်ဆုံးဆက်သွယ်ပေးလိုက်တော့နော်။